လဲရတနာမိန်လမ်းမကြီးရဲ့ဒဲစဉ်ဒဝဲလမ်းရဲ့ဒဲစဉ်လောင်းလုံးလမ်းကျယ်ပေါ်မှာရှိတဲ့တောင်းတိုက်လေးမှာမှန်ကန်လေးကို3300ညှိနှိုင်းနဲ့ရောင်းချပေးမှာပဲဖြစ်ပါတယ်မင်္ဂလာပါခင်ဗျာကျွန်တော်တို့89ပဲလေးအင်ချိုင်မီကုမ္ပဏီကဒီနေ့အယောင်မိတ်ဆက်ပေးမဲ့တိုက်ခန်းလေးရဆိုလို့ရှိရင်တော့ရန်ကုန်တိုင်းဒေသကြီးတောင်တကုံမြို့နယ်25ရပ်ကွက်ကတိုက်ခန်းလေးပဲဖြစ်ပါတယ်တိုက်ခန်းလေးရဆိုလို့ရှိရင်တော့မြင်းကြီးအပါ9လွှာရှိပြီးတော့မှန်ကန်လေးကိုပဲရောင်းချပေးမှာပဲဖြစ်ပါတယ်ဒီတိုက်ခန်းလေးကိုဘလို့လူတွေဝယ်ယူသင့်လဲဆိုလို့ရှိရင်တော့ရုံးသမားကျောင်းသမားတင်နန်းတက်နေတဲ့လူတွေဒီတိုက်ခန်းလေးကိုရွေးချယ်ဖို့အသင့်တော်ဆုံးပဲဖြစ်ပါတယ်ဘာလို့လဲဆိုလို့ရှိရင်တော့ကျွန်တော်တို့တောင်တကုံမြို့နယ်ရဲ့အဓိကအချက်အချာကြတဲ့25ရပ်ကွက်မှာတည်ရှိနေတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်အခုရောင်းချပေးမယ်မှန်ကန်လေးရဲ့အကျယ်ဝန်းဟာဆိုလို့ရှိရင်တော့19ပေ55ပေရှိပြီးတော့သူ့ရဲ့ height ဆိုလို့ရှိရင်တော့9ပေအမြင့်ရှိပါတယ်ရောင်းချပေးမယ်ဈေးနှုန်းလေးဆိုလို့ရှိရင်တော့3300ကိုညှိနှိုင်းလေးနဲ့ပဲရောင်းချပေးမှာပဲဖြစ်ပါတယ်။တိုက်ခန်းလေးရဲ့တီနေရာကိုလည်းတစ်ချက်လောက်လေးကြည့်ရှုပေးပါအောင်ခင်ဗျာ။ဖိုးရှိမှာလှမ်းမြင်နေရတာဆိုလို့ရှိရင်တော့ပလဲရတနာမိန်လမ်းမကြီးကိုလှမ်းမြင်နေရတာပဲဖြစ်ပါတယ်။ပလဲရတနာမိန်လမ်းမဆိုလို့ရှိရင်တော့ပြည်တော်စုမိန်လမ်းမနဲ့မောင်မကန်မိန်လမ်းမကိုဒိုးယူပေါက်နေတဲ့မိန်လမ်းမတစ်ခုပဲဖြစ်ပါတယ်။ပလဲရတနာမိန်လမ်းမကနေပြီးတော့ဒဲစင်းဆင်းလာလိုက်ရုံနဲ့ကျွန်တော်တို့အခုမြင်တွေ့နေရတဲ့ဒေါင်းတိုက်လေးမှာမြင်းကြီးထက်ကမှန်ကန်လေးကိုရောင်းချပေးမှာပဲဖြစ်ပါတယ်။ကျွန်တော်တို့တိုက်ရဲ့ဘေးကလမ်းဟာဆိုလို့ရှိရင်လည်းဒဝဲလမ်းကနေဒဲဆင်းလာတဲ့လမ်းလေးဖြစ်တဲ့အတွက်တိုက်ရဆိုလို့ရှိရင်တော့မြေပြင်တီနေရာအရာရောဈေးနှုန်းအရာပါတကယ်ကိုဝယ်ယူထားတဲ့နေရာလေးပဲဖြစ်ပါတယ်ဒီတိုက်ခန်းလေးရဲ့အဓိကအားတာချက်ဟာဆိုလို့ရှိရင်တော့ကျွန်တော်တို့လောင်းလုံးလမ်းကျယ်ပေါ်မှာရှိတဲ့ဒေါင်းတိုက်လေးမှာရတာဖြစ်တဲ့အတွက်ကုမ္ပဏီရုံးခန်းဖွင့်ကျင်တဲ့သူတွေတင်နန်းသားတွေထားကျင်တဲ့လူတွေအတွက်ဆိုလို့ရှိရင်တော့ဒီနေရာလေးဟာဆိုလို့ရှိရင်ရှေ့မှာကားပါကင်ကြကြဝန်းထားလို့ရမယ့်နေရာလေးဖြစ်တဲ့အတွက်ဘယ်လုပ်ငန်းမျိုးမဆိုလုပ်ကင်လို့ရမယ်နေရာလေးပဲဖြစ်ပါတယ်ပေ40-60ကိုရင်ခွဲဆောက်ထားတာဖြစ်ပြီးတော့အကျယ်ဝန်းလေးရဆိုလို့ရှိရင်တော့19ပေ55ပေပဲဖြစ်ပါတယ်ကျွန်တော်တို့လမ်းဘက်အချမ်းမှာရှိတဲ့ဒေါင်းဘက်အချမ်းမှာရှိတဲ့အခန်းလေးကိုရောင်းချပေးမှာပဲဖြစ်ပါတယ်မြင်းကြီးအပါ9လွှာရှိပြီးတော့ကျွန်တော်တို့ကမြင်းကြီးအထက်ကမှန်ကန်လေးမှာရောင်းချပေးမှာပဲဖြစ်ပါတယ်ရှေ့မှာအစိမ်းလေးမိုးထားတဲ့ဒီရှိရမှန်ကန်လေးမှာရောင်းချပေးမှာပဲဖြစ်ပါတယ်ကြည့်ရှုနေကြတဲ့သူတွေလည်းအခုတိုက်ခန်းလေးကိုမြင်လိုက်ပြီးတွေ့လိုက်ပြီးဆိုတာနဲ့လာရောက်စုံစမ်းကြဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာတိုက်ရဲ့အတွင်းပိုင်း decoration လေးတွေကိုလည်းတစ်ချက်လောက်လေးကြည့်ရှုပေးကြပါအောင်ခင်ဗျာကျွန်တော်အခုရောင်းချပေးလိုက်တဲ့နေရာဒီရန်ကုန်တိုင်းဒေသကြီးတောင်တကုံမြို့နယ်25ရပ်ကွက်မှာရောင်းချပေးလိုက်တာပဲဖြစ်ပါတယ်။ရောင်းချပေးလိုက်တဲ့တိုက်ခန်းလေးရဲ့အလှည့်ရာဆိုလို့ရှိရင်တော့အနောက်တောင်ဘက်အလှည့်ဖြစ်ပြီးတော့ပေါင်းချင်းအနေနဲ့ဆိုလို့ရှိရင်တော့နှစ်ကနန်းလေးပဲဖြစ်ပါတယ်။19ပေ55ပေကိုမှ3300ညှိနှိုင်းလေးနဲ့ရောင်းချပေးတာပဲဖြစ်ပါတယ်။ဒီတိုက်လေးရဆိုလို့ရှိရင်တော့မြင်းကြီးအပါ9လွှာရှိပြီးတော့ကျွန်တော်အခုရောင်းချပေးလိုက်တာဆိုလို့ရှိရင်တော့မှန်ကန်လေးကိုရောင်းချပေးလိုက်တာပဲဖြစ်ပါတယ်။လူကြီးမင်းတို့အနေနဲ့ဒီတိုက်လေးနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားလို့ဆက်သွယ်ခြင်းနဲ့ဆိုလို့ရှိရင်တော့39989994ခွန်3994289866ကိုမနက်9:00နာရီကနေညနေ9:00နာရီအတွင်းလစဉ်တရက်နေ့မှလွဲ၍ဆက်သွယ်နိုင်ပါတယ်ခင်ဗျာရုံးခန်းဒီနေရာဆိုလို့ရှိရင်တော့ရန်ကုန်တိုင်းဒေသကြီးတောင်တကုံမြို့နယ်25ရပ်ကွက်ပလဲရတနာလမ်းအမှတ်40နဲ့တောင်တကုံပန်းညံကားမှတ်တိုင်အနီးပဲဖြစ်ပါတယ်တရှိသူများအားလုံးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ